မေမေတို့ပြန်နေထူထောင်ရေးအတွက်လူရဲ့ခါပါလာပေါ့နော်ပါတဲ့ဟိုသွားတူရဲ့မှာပါတဲ့ဆုံးရှုံးသွားတဲ့ဒီအိမ်ကြီးရဲ့ပိုက်ရှင်တွေပါလာပေါ့နော်လူလည်းတည်တယ်အိမ်ကြီးလည်းဆုံးရှုံးတယ်ဘာသာရေးလည်းလုပ်တယ်ဒီသားစုတွေပေါ့နော်ဆိုတော့အင်မတန်ကိုစိတ်မကောင်းစရာပေါ့နော်တရားတော်နဲ့ရှိနေကြက်မယ်ဖြစ်မယ်ခဏလေးပဲခဏတူတူလေးမှဖြစ်သွားတာဆိုတော့စာနာစိတ်မြတ်တာစိတ်နော်ယူတာစိတ်နဲ့ကြည့်ပဲဆိုလို့လည်းအရင်တနာစရာကောင်းတယ်ဆိုတော့ကိုလိုသာဖြစ်ခဲ့ရင်ဆုံးရှုံးခဲ့ရင်ဆိုတော့စိတ်လည်းမွေးလိုက်တယ်အင်မတန်ဟိုစာနာမှုပေါ့နော်ဆိုတော့အင်မတန်ဟိုရရှိတရားတွေအများကြီးတွေ့ရတယ်ပထမပိုင်းမှာဒီမှာဒီကျောင်းတိုက်ကြီးမှာဆရာတော်ဘုရားကြီးတက်90ကျော်ရှိတယ်ဆရာတော်ဘုရားကြီးခရင်းသုံးတဲ့ကျောင်းခရင်းသုံးတဲ့ကျောင်းကြီးမှာရာစတန်တိုက်ကြီးစာတင်တိုက်ကြီးဟုတ်ပြီဝါအကုန်လုံးပြိုသွားတယ်ပြိုအကုန်လုံးမိဘလို့ပြိုတာပေါ့နော်သုံးပုံနှစ်ပုံလောက်ပြိုတယ်ဟုတ်ပြီးတော့ဆရာတော်ကြီးကရေးလောက်ပါဝဲဆရာတော်ကြီးကြည့်ပြီးဆရာတော်ကြီးပြိုတာအဲ့ဒါလေးကတော့မဖတ်နိုင်ဘူးဆိုပြီးတော့ဆုံးပါသွားတဲ့ရောက်20ကျော်မြစ်တာပို့တယ်ဆရာတော်ကြီးတွေအခု300ဘူးလေမဟုတ်ဘူးတစ်ခုက900 300ဆိုတော့ဒီပြင်မနာမှာမင်းတို့3800လူဖြစ်သွားတယ်ဆိုတော့အန်ဒီတို့အနေနဲ့3800အလူကြီးဖြစ်သွားတာပေါ့နော်ဒီသားဆိုတာကျမရဲ့မျိုးသားပြင်မနာသားဖြစ်ပါတယ်အဲ့တော့ပြင်မနာသားဆိုတဲ့အတ္တနဲ့ကဟုတ်တာဟုတ်ပါဘူးပြင်မနာမှာတော်တော်လေးဒီညောင်ခံရတယ်ဆိုတော့သာနာစိတ်တာစိတ်နဲ့အားနေတာတော့တို့ဒီပြဿနာမှာတော့ရောက်နေတယ်ခံစားနေတယ်ဆိုတော့နောက်ဆက်တွဲလူတွေရှိပါတယ်အဲ့တော့ဒီကြောင်တို့ဒီစိတ်ကြီးတော့အကျဉ်းကြောင်းတော့ရင်းနေအားလုံးကိုပွားနေဖြစ်နေတယ်စကိုင်းမြို့အနီးကိုဗဟိုပြုပြီးအင်အား9.9ရှိတဲ့အင်အားပြင်းငစီရင်မတ်လ28ရက်နေ့မွန်လွဲပိုင်းမှာလုံခြုံခဲ့ရပါတယ် Dreams turned into dust. Screams lost in the howling wind. Gone in the silence of dusk. Families torn apart. Echoes of love fade away. Holding on to memories in a world that's washed away. Can you hear me through the night? Are you somewhere safe inside? Stars don't shine the same tonight. Everything's lost in black and white. Whoa, can the earth shook, the city cried. Rivers rose, the bridges died. Homes were lost and hearts were torn, but we will rise. ကျန်းခင်းတာလို့ကျန်းခင်းနေရတာမဖြစ်ဘူးတက်လက်ပြင်စင်တော့ပြကြတာ ဟုတ်ဆိုပြီးတော့ဖတ်ရအောင် ဟုတ်ကဲ့ပါ ဟုတ်ကဲ့စိတ်ကောင်းပါဟုတ်ကဲ့နောက်ဆက်တွဲ We mourn. အဲ့ဒါဆရာဝန်ပေါ့နော်ဆရာဝန်ကြီးရဲ့တော်ပေါ့နော်ဟုတ်ကဲ့ပြင်သားကိစ္စဝေနာခံစားရပါတော့အိမ်ထဲပြိုသွားတယ်ပရဟိတဆရာဝန်ကြီးရဲ့ဇော်မြင့်အောင်ဆရာဝန်ဒေါက်တာဇော်မြင့်အောင်ကအင်မတန်ကိုဒီမျိုးနဲ့ဒီမျိုးအတွက်ပေါ့နော်ဒီမှာတော်တော်လေးကိုပရဟိတလုပ်ငန်းတွေလုပ်ခဲ့တာပေါ့နော်ကျမရေးလူရေးအရန်ကိုအားတက်တယ်လို့ဆရာကြီးကဒီကလေးတက်မှာသက်ဆုံးရှုံးသွားတာပေါ့နော်အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်ကြံခဲ့တဲ့မျိုးသမီးရတယ်ညီသားကိစ္စနဲ့ဖြစ်နေတဲ့အတွက်ကြောင့်အမေဆေးဘုံနဲ့တူတူဒီကလေးဘေးအတွက်ပေါ့30ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ကလေး300နော်ဟုတ်ကဲ့ပါကျွန်မလည်းဝမ်းသာပါဟုတ်ကဲ့ပါဘာမှမဖြစ်တာဘူးကြားလို့ဟုတ်ပါတယ်